ညင်းတဲ့တကောင်ရံပတ်ဝန်းကျင်တစ်ခုလုံးကသေချင်းတရားလိုငြိမ်သက်နေတယ်။မောင်စော်တယောက်ကတင်ပေါ်မှာလှည့်ရင်အိပ်ပျော်ဖို့ကြိုးစားနေတာပေါ့။အခန်းပြင်ဖက်မှာလေတိုးတန်ကလွဲလို့ဘာတန်မှမရှိဘူး။ဒါပေမဲ့သူမျက်စိမိတ်လိုက်တဲ့အဝေးတနေရာကနေတိုးညင်းလွန်းတဲ့ခွန်တန်တစ်ခုကိုကြားနေရတယ်။ဇော်မောင်စော်တဲ့လေထဲမှာဝဲပြန်နေတဲ့အဲ့ဒီအတန်ကချမ်းစိတ်စိတ်နဲ့သူ့နာထဲကိုတွန်းဝင်လာနေတယ်။မောင်စော်စက္ကန့်နဲ့ထားထိုင်လိုက်မိတယ်။အခန်းထဲမှာသူတယောက်တည်းရှိနေတာသိချပေမဲ့တစုံတစ်ယောက်ကသူ့ဘေးနာကပ်နေပြီးစောက်ကြည့်နေသလိုခံစားချက်မျိုးကဖျောက်လို့မရဘူး။သူအခန်းထောက်တွေကတင်အောက်တွေနဲ့ဗီယိုထဲထိလိုက်ရှာကြည့်ရဲ့ဘာမှမရှိဘူး။ငါစိတ်ချောက်ချားနေတာပါလို့ကိုပြတ်ပြောနေပေမဲ့အဲ့ဒီအတန်ကအခုနာကထက်ပိုပြီးနီးလာသလိုပဲ။ဒုတိယမြောက်ညမှာတော့အခြေအနေကပိုဆိုးလာတယ်။အဲ့ဒီအတန်ကပြန်ရောက်လာပြန်ပြီ။ဒီတစ်ခါတော့အတန်ကတူတူလေးမဟုတ်တော့ဘူး။တစုံတစ်ယောက်ကသူ့နားရွက်နားမှာကပ်ပြီးလေဘူးတွေနဲ့ခေါ်နေသလိုပဲမောင်စော်ကြောက်ကြောက်လန့်လန့်နဲ့နားကျပ်တက်ပြီးတချင်းကိုအကျယ်ဆုံးဖွင့်ထားလိုက်ရဲ့ဒါပေမဲ့အံ့ဩဖို့ကောင်းတာကအဲ့ဒီမောင်စော်ဆိုတဲ့အတန်ကတချင်းတန်တွေကိုဖောက်ထွက်ပြီးသူ့အုံနောက်ထက်ထိတိုးဝင်နေတာပဲနောက်နေ့မနေ့မှာတော့မောင်စော်တယောက်သူ့တငယ်ချင်းကိုမျိုးနဲ့ကော်ဖီဆိုင်မှာတွေ့ဖြစ်ကြတယ်မင်းအလုပ်ပြင်မဲ့လို့နေမှာပါကွာအိတ်ဆေးတော့ပြီးအေးအေးဆေးဆေးအိတ်ကြည့်ပါလားအဲ့လိုမျိုးကိုမျိုးကအကြံပေးရှာတယ်ဒါပေမဲ့မောင်စော်ရဲ့မျက်လုံးအောက်ကကွင်းညူကြီးတွေနဲ့တုံရင်နေတဲ့လက်တွေကသူဘယ်လောက်တော့သွေးပြစ်နေလဲဆိုတာကိုသက်သေပြနေသလိုပဲအိမ်ပြန်ရောက်တဲ့အခါအခြေအနေတွေကထိမရတော့ဘူးခေါ်တန်ကအခန်းပြေကလာတာမဟုတ်တော့ပဲသူ့ရင်ဖက်ထဲကမြည်နေသလိုမျိုးခံစားရတယ်အတန်ကစူထိုက်ထိုင်းနိုင်ပြီးလက်ချောင်းထဲမှာသွေးပုတ်တွေပိတ်နေသလိုဖက်ဆိုတဲ့အတန်တွေပါလာတယ်မောင်စော်ကြောက်လက်တကြားနဲ့သူ့လက်ဘင်းကိုသူပြန်ညှစ်ထားမိတယ်အသက်ရှူရတာအယံကိုခက်ခဲလာပြီသူမှန်ရှိမှသွားရိုက်ကြည့်လိုက်တယ်မှန်ထဲကသူ့ပုံရိပ်ကသူ့ကိုပြန်ဆိုင်ကြည့်နေတာဒါပေမဲ့တခုခုတော့မှားနေပြီသူ့နှက်ခမ်းတွေကအသေးဖြစ်နေပေမဲ့မှန်ထဲကပုံရိပ်ကတော့ပါဇက်ကိုဖြည်းဖြည်းချင်းဟပြီးမောင်စော်လို့ခေါ်လိုက်တာကိုမြင်လိုက်ရတယ်သူဆန်းတာကအဲ့ဒီအတန်ကသူ့ရဲ့ကိုယ်ပိုင်အတန်နဲ့ထပ်တူကျနေတာပဲမောင်စော်သွေးပစ်ပြီးနောက်ဆုံးလိုက်မိတယ်ညစဉ်ညတိုင်းအိတ်ဆက်ရမှာကိုသူငရဲလို့ကြောက်လာတယ်အဲ့ဒီအတန်ကအခုဆိုသူ့စိတ်ထဲတင်မဟုတ်တော့ပဲသူ့အဆုတ်တွေသူ့နှလုံးသားတွေအထက်အထိပါပက်တွေထပ်နေပြီမောင်စော်ငါ့ကိုလှော့ပေးပါမောင်စောတဲ့အဲ့ဒီအတန်ကတခုခုကိုတောင်းဆိုနေသလိုပဲသူမအိပ်ရဲတော့ပဲတညလုံးအခန်းထောက်မှာတုတ်တုတ်ရင်နဲ့ထိုင်နေရတယ်တနေ့မှာတော့မောင်စော်မီးဖို့ကြောင်မှာရေတောက်ဖို့ပြင်းနေတော့သူ့မေးရိုးတွေကသူ့အလိုလိုလှုပ်ရှားလာတာကိုသတိထားမိလိုက်တယ်သူစကားပြောဖို့လုံးဝအစီအစဉ်မရှိဘူးဒါပေမဲ့သူ့လက်ချောင်းထဲကနေတုတ်ခါမှုတစ်ခုထွက်ပေါ်လာပြီးအသက်ရှူတန်တွေကြားထဲကနေမောင်စော်ဆိုတဲ့အတန်ကအဲရှာနဲ့ထွက်လာတယ်လက်ထဲကရေခွဲကကျမ်းမြေပေါ်ကိုလှော့ကျသွားတော့တာပဲမောင်စော်ကသူ့ပါးစပ်ကိုလက်နဲ့အတင်းပိတ်ထားလိုက်တယ်ဒါပေမဲ့အတန်ကလက်ကြားထဲကနေအတင်းတိုးထွက်လာနေတုံးပဲမောင်စော်လို့သူကိုယ်တိုင်ပဲသူ့နာမည်ကိုပြန်ခေါ်နေမိတယ်သူ့ခန္ဓာကိုယ်ကသူ့နဲ့မဆိုင်တော့သလိုပဲတစုံတစ်ခုကသူ့ရဲ့အတန်အိုးကိုအပိုက်စီးပြီးမောင်းနေပါပြီနောက်ဆုံးမှာတော့မောင်စော်ငြိမ်ကျသွားတယ်ဒါပေမဲ့သူ့ပါးစပ်ကတော့ရပ်မသွားဘူးအမောက်ထဲမှာရပ်နေရင်လှမ်းသွားလှမ်းလာတွေကိုကြည့်ပြီးတော့မောင်စော်လို့တိုးတိုးလေးခေါ်နေတော့တယ်အခုတော့အဲ့ဒီအတန်ကသူ့နာမည်ကိုခေါ်တာမဟုတ်တော့ဘူးနောက်ထပ်သားကောင်တွေကိုဖိတ်ခေါ်နေတဲ့ကျိတ်စာတဲ့အတန်ကြီးဖြစ်သွားလေပါပြီ